แต่จุดนั้นเนี่ยเราจุดนั้นเราเนี่ยจุดนั้นมันต้องจะการที่สาสุวิปเลยเนาะแต่ย้อนเลยสุดแล้วตั้มเราได้มีตั้มเราได้พาสุดแล้วตรงนู้นสิเนาะมวยทั้งโลกตั้มเราพิจารณาจุดนั้นที่อะไรล่ะเนาะว่าตั้มเรามีตั้มเราพิจารณาจุดนั้นที่นั่นเลยล่ะปีตัวมีปีตัวพาเพียงปีตัวเรียมวยทั้งโลกตั้มเราสุดที่สาสุยาเลยจุดนั้นเลยแต่ที่การยัดเสียจุดนั้นผมจะเลยปีนเท่าสักทีมั้งเนาะในงานว่าสุริยะที่ผมจองเลยเนี่ยผมมาหมดดิ้งก็ยังไงโอ้โฟร์ซองเนี่ยยังไงว่ายังไงจุดนั้นลูกค้าเนี่ยตัวลูกอัดเนี่ยเนาะยังไงมันแต่มาเยอะจีเลยลูกสองเยอะจีเลยยังไงมาพุ่งยงไหมเนาะพุ่งยงมาจุดนั้นตายอะไรเนาะอะไรจ้าการนั้นเนี่ยจุดนั้นสัมผัสนี่เนี่ยจุดนั้นยังไงเล่มาทั่วเลยยังไงแล้วเนาะโอ้อัตราตัวเนี่ยยังปีดีแค่เนี่ยเนาะจากการยิงจะပြောမယ်ဆိုလို့ရှိရင်ဒီ94 95မှာเนาะကျွန်တော်ဒီနိုင်ငံတော်နဲ့เนาะပူပေါင်းပြီးတော့ကျွန်တော်တို့ကရင်ချင်းတက်ခဲ့တာเนาะအလောင်းနဲ့အနောက်မြောက်တာရှိခဲ့တယ်တကယ်ပြောဆို KNU ဌာနချုပ်ဆိုလို့လည်းဟိုလက်ညှိုးထိုးတာမရှိတော့ဖြစ်သွားတဲ့အဆင့်ဖြစ်တယ်เนาะဒါသူ့ယုံကြည်လို့ကျွန်တော်တို့လက်မှတ်လာထိုးတယ်ဟိုလက်မှတ်လာထိုးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကသီးနေတဲ့ဟိုအဖွဲ့ပေါ်လေပြောတယ်ဟိုအလေးမထားတဲ့အနေထားကျွန်တော်ကြုံတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သာဝရငြိမ်းချမ်းရေးရပ်တည်ကိုတမ်တဲ့ဦးသိန်းစိန်ကိုကျွန်တော်ပူချုပ်ကြီးကစာရေးပွေဖို့တယ်ဗျ။အဲ့ဒါဒီနေ့ချိန်ထိအဲ့ဒီစာပြန်ပြီးတုတ်ပြန်တယ်မတွေ့ရဘူး။နော်ကျွန်တော်ဒီလက်ဖွံ့ဖြိုးအတွက်နော်ကျွန်တော်တို့လည်းဟိုဒီသားမှာရှိတဲ့ပြည်သူတွေနော်သူ့ရဲ့အဆောက်အဦမှာကျမ်းမာရေးအဆောက်အဦတော်လည်းကောင်းနော်ပညာရေးအဆောက်အဦတော်လည်းကောင်းဟိုနေမှာဆိုတော့ကျွန်တော်တို့ဒီပြည်သားမြေစိတ်ကိုတည်ဖို့ကျွန်တော်တို့ရနေပြီးတော့ကျွန်တော်တို့ဟိုလုံလောက်ဟိုချက်ပြလည်းမရှိဘူးနေပြီးတော့လည်းချက်ပြတာမရှိဘူးကျွန်တော်တို့ငញ្ញရေးဖော်ဆောင်တယ်ပြီးတော့ကျွန်တော်လူလူတက်ဘာမှမလုပ်ဘူးဆိုကျွန်တော်ငញ្ញရေးကဘာငញ្ញရေးလဲလူလူငញ្ញရေးဖော်ဆောင်ပြီးလို့ရှိရင်ကျွန်တော်လူလူအလုပ်ကျွေးပြီးတော့မယ်နော်တော်လိုင်းနှစ်ပေါင်း60ကျော်ကျွန်တော်လူလူတွေကိုဟိုရှင်းမနေဆက်ထားသလိုဟိုဖြစ်တယ်ဟုတ်တယ်လူလူမှာဟိုဆန်လွယ်လူလူဆန်းလွယ်လူလူပေါ်တာလွယ်လူလူနော်အဲ့ဒါတောင်းဆိုရတယ်လူလူဘာမှပြန်ပြီးတော့ပေးဆက်နိုင်သေးဘူးနော်အဓိကနိုင်ငံတော်မှာကျွန်တော်တို့ဟိုလောက်ပိုင်ခွင့်အပြည့်အဝပြီးဖို့လိုတယ်ဥပမာဆိုလိုချင်တာပြည်သူလူထုတွေကိုကျွန်တော်ဖွံ့ဖြိုးလုပ်နိုင်ဖို့အတွက်ကျွန်တော်တို့တစ်ဖက်တစ်လမ်းကဟိုဝင်လန်းရှိတဲ့လောက်ပိုင်ခွင့်တွေပြီးဖို့လည်းလိုအပ်တယ်ကျွန်တော်စာဝန်နေအခုဆိုစာဝန်နေရင်တော့ရက်တည်မနိုင်ဘူးညာပြောမှဆိုလို့ရှိရင်ဥပမာပြည်စံနာဟိုပေးမယ်ဟိုအသံပဲကြားသေးတယ်ဒါလည်းနေပြီးမယ်နော်တချို့ကရတယ်လို့ကြားတယ်ဗျာအခုမို့ဆိုလို့ရှိရင်ရပြီကြားတယ်ဝန်တာပါတယ်သူတို့ပေးတာနော်ဥပမာဆိုင်တစ်ထောင်လုံလောက်တာမဟုတ်ပါဘူးဒါကျွန်တော်ပြောပြတာဟိုအသံပဲကြားသေးတယ်ဒါပေမဲ့တကယ်တမ်းရတယ်လုံလောက်လားမလုံလောက်ဘူးဒါကျွန်တော်တို့အသိမှပြုတယ်ဆိုရင်ကျွန်တော်တို့စိတ်မှာပီတိဖြစ်တယ်แต่ตั้มတော်ကတော့ဟိုအများစုကတော့ဝေဖန်ကြတာနောက်ကျောပြန်လို့လည်းစိုးရင်တယ်ဗျကျွန်တော်တို့ကြားသိရတော့လေအခုလက်ရှိနော်ဟိုဒီအနောက်ကိုပြန်ကြော့ရမှာစိုးရင်နော်ဒါလူတွေရဲ့စိုးရင်မှုအပန်ကျွန်တော်ကြားရတယ်နော်လှက်တယ်မလှက်တာရောရှစ်သွားတဲ့ပုံမှန်မူတည်လို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့စစ်မဖြစ်စေချင်ဘူးစစ်မဖြစ်စေချင်တော့ကျွန်တော်ငြိမ်းချမ်းသာဆန္ဒပြခဲ့ပြီးသွားပြီကျွန်တော်တို့လွန်လာတဲ့အမျိုးသားတန်းလူယူတော့ကျွန်တော်နှလုံးရည်နဲ့ဆက်ပြီးဟိုတိုက်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်တာဒီ2008ဖွဲ့စည်းပုံဥပဒေဟာနော်ဟိုနားမလဲတဲ့လူတော့ဟိုကြိုက်မယ်ဟိုလက်ခံမယ်ဒါပေမဲ့နားလဲတဲ့လူတော့လုံးဝလက်မခံလို့ကျွန်တော်ကြားရတယ်လုံးဝလက်မခံဆိုတော့ကျွန်တော်တူးတောင်မဟုတ်ဘူးနိုင်ငံရေးဝိုင်းရေးပုံကိုယ်တွေနော်လူငယ်တွေဟိုနိုင်ငံရေးအသွင်ကျတဲ့ပုံကိုယ်စီစီကဒီမူလက်မခံဘူးဗျ2008ပဲအဲ့တော်လေးကိုမကြိုက်ဘူးဗျဒီမူရွေးဆွဲတာဘာဖြစ်ကျွန်တော်တိုင်းသားလေးမပါဘူးနော်တိုင်းသားပါဆိုသူရွေးချက်တင်ပြလိုက်တဲ့ဟိုတိုင်းသားဖြစ်မှာနော်မကျွန်တော်ဟိုတော်လိုင်းလုပ်ခဲ့တဲ့ဟိုတိုင်းသားတွေရဲ့ဟိုတည်းမပါဘူးနောက်ကျွန်တော်ပြောစီရှင်ကဦးငိမ့်ငိမ့်ရေးဟိုကျွန်တော်လက်မှတ်သာထိုးတော့မှနော်ကျွန်တော်လှုပ်ချင်တဲ့ငိမ့်ငိမ့်မဟုတ်ဦးနိုင်ငံတော်ကလှုပ်ပြတာပဲရှိတယ်ငိမ့်ငိမ့်လေးလွားလို့ကျွန်တော်တိုင်းသားတွေလှုပ်ချင်တဲ့ငိမ့်ငိမ့်ရေးကဒီလိုခေါင်းစဉ်မဟုတ်ဘူး
နော်ကျွန်တော်ပြောစေချင်တာဒါဘာကြောင့်ကျွန်တော်တို့ပြောချင်တာကနိုင်ငံတော်အကြီးအကဲတွေသိစေချင်တယ်နိုင်ငံတော်အကြီးအကဲတွေသိသွားမှသာနော်စစ်မှန်တဲ့ငြိမ်းချမ်းရေးနော်ဟိုထောက်တဲ့ငြိမ်းချမ်းရေးတွားလို့ရမယ်နော်ငြိမ်းချမ်းရေးဆိုပြီးတော့လှုပ်ချင်လို့လှုပ်လို့ဆိုဘယ်တော့မှငြိမ်းချမ်းမဖြစ်တော့ဘူးအခုကျွန်တော်တို့ဒီမေးရမေးဖို့မှာကျွန်တော်မေးရမေးဖို့ကြာအခုသတင်းမီဒီယာအများကြီးကိုကျွန်တော်ဂုဏ်ယူတယ်လေးစားတယ်နော်သတင်းမီဒီယာလက်နဲ့ဒီအမတန်မှအစွမ်းထက်တယ်လို့ကျွန်တော်ခံယူတယ်နော်အခုသတင်းမီဒီယာဆိုလို့ရှိရင်ပြည်တွင်းပြည်ပအဝေးကြီးလာတယ်ဒါဆိုအခုဆိုလို့ရှိရင်ကျွန်တော်တို့ပဲအဖက်ဖက်ပဲလည်းအာဏာချက်ရှိအခမ်းအနားပဲဖြစ်စီမှုလဲမတင်ဘူးတော့ဧည့်သည်တွေလည်းမတင်ဘူးဒါပေမဲ့ဒီလိုနေရာမျိုးမှာလာတဲ့ကြောင့်ဒါကိုယ့်အလုပ်ကိုလုပ်တယ်လာပြီးပေးဆက်တယ်လို့ကျွန်တော်အကုန်ယူကျေးဇူးလည်းတင်တယ်နောက်ကိုလည်းဒီမှာသတင်းမီဒီယာရဲ့ကျွန်တော်တို့ရဲ့စစ်တိုက်တဲ့သူရဲ့ဟိုအစွမ်းရင်ထက်အစွမ်းတက်တိပြည့်ဝမယ်ဘာကြောင့်လဲသူတို့မှလူသားလက်နဲ့မပါဘူးတော့တကယ်အဖြစ်ပြက်တွေကိုသူတို့ကလိုက်ပြီးတော့ဖော်ဆောင်နေရိုက်ပြီးတော့ပြည်သူလူထုကိုမျှဝေပေးတယ်နော်သတင်းမီဒီယာဆိုတာဖဲမလိုက်ရဘူးနော်แต่သွားမရဘူးဆိုတဲ့အဆံမဖြစ်ရဘူးနော်သတင်းအမှန်ကိုဖော်ထုတ်မယ်ဆိုလို့ရှိရင်နော်အသက်နဲ့ပေးပြီးတော့စွန့်လွတ်ပြီးတော့သွားရမယ်ကျွန်တော်အဲ့ဒါပဲပြောစေချင်တယ်ကျေးဇူးတင်ပါတယ်